ကိုရီးယားကိုကျွန်တော်မေးချင်တာပေါ့နော်ဒီမကြမီဂျပန်ကကျွန်တော်ဒီနေ့မှာရှိတယ်ကျွန်တော်88ကျောင်းကျောင်းမှာဖြစ်တယ်ကိုကြီးကိုသူကျေတော့ဒီအားတကိုင်းကြီးနဲ့ကိုဆင်းလေးလာနော်ဒီကိုင်းကြီးနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတယ်ဒီချန်စီယိုကာလာတဲ့ဟာကြီးကဘယ်လိုခေါ်မလဲဆိုတော့ကလေးကလာတော့ဖြစ်နေလုံခြုံမှုမရှိဘူးနော်အဲ့ဒီလိုချန်စီယိုကာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကိုရီးယားကိုအမြင်နဲ့ဒါအပြင်တော့ဒီကျွန်တော်တို့ဒီအစ္စရေးနဲ့ပါလက်စတိုင်းမှာဆိုရင်ပေါ့နော်အစ္စရေးကလည်းဒီပါလက်စတိုင်းနိုင်ငံကနေပြီးတော့ဝင်ရောက်လာတဲ့ဒီဂျမ်ဘတ်တွေကောက်ွယ်ဖို့အတွက်ဟိုတိုင်းအပြစ်ကာနော်အဲ့တော့ဗမာပြည်မှာလည်းပေါ့နော်ရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာနော်ချန်စီယိုနဲ့ပတ်သက်ပြီးတော့ကိုစီယာခတ်ဖို့ကိစ္စနဲ့ပတ်သက်ပြီးကိုစီယာဖို့အနေနဲ့အမြင်လေးကိုကြည့်ပြရတယ်ကျွန်တော်တို့အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကျောင်းပေါ့နော်ဟိုရင်တော့ချန်စီယိုနှစ်ထပ်ကာခဲ့တယ်ခင်းနေလှည့်တယ်ချန်စီယိုလည်းဟလာဟိုတန်စီယိုကာပြီးတော့ပြက်စီပါတော့လွတ်တာအဲ့တော့မှဘင်္ဂလီဒီလူမျိုးတွေကဒါကျူးကျော်တယ်သူတို့တရက်နဲ့ပြစ်တာတွေရှိဥပဒေရောက်တော့ဆိုတော့အများကြီးလည်းတည်ကြည်ခဲ့တာပေါ့ဆိုတော့ဗမာပြည်နဲ့ဒီဘင်္ဂလားဒေ့ရှ်ကျောင်းမှာလည်းအဲ့လိုလုပ်တဲ့ကျွန်တော်မြင်ပေါ့နော်ဟိုအစိုးရလုံနိုင်တယ်ပဲဆိုတော့လေ concrete ဟုတ်တဲ့အတိုင်းပဲဖြစ်ဖြစ်နော်တန်စီယိုပဲပြီးတော့နော်ဒီစားကာတင်တယ်နေစားဒီလုံခြုံရေးလည်းအပြည့်ချတင်တာပါလေတော့ဥပဒေလည်းဒေချာပြုတယ်ပါကောင်ဆန်းစုကြည်ကပြောလာပြောကျွန်တော်နိုင်ငံရဲ့လူမှုရေးမှုကြီးကြည့်ဒေချာဆန်းစုကြည်ပုံပြီးတော့လုပ်တင်တာပါဆိုတော့ကျွန်တော်အနေနဲ့ကျွန်တော်ဒါတွေကတိုင်းရင်းသားလူတွေအားလုံးကလည်းဝိုင်းလို့ကြည့်ရမယ်ဒီဘွားရောက်နေတဲ့နိုင်ငံရေးအင်အားစုတွေတက်နိုင်တော့အောက်ပြီးဝိုင်းလို့ကြည့်ရမယ်ဒီဟာဖြစ်ဖို့အတွက်ဘာဆိုတော့ဒီဟာကျွန်တော်ရေးကြည့်ပါဒီတော့တားဆီးဖို့ပေါ့နော်ဒီဘင်္ဂလီခိုင်ကိစ္စကိုဖြစ်တယ်မှာတော့မရှိဖြစ်နေတယ် SND ကိစ္စတော့ရှိတော့တော့ပါတယ်ကိစ္စရှိတော့တဲ့ဆန္ဒပြတဲ့ကိစ္စကိုတော့ဘုရားဟာလာပြီးဆက်လာတဲ့အခြေအနေပေါ်မှာတို့လည်းဘယ်လိုဆက်ပြီးတော့သွားတယ်ဒီကပေါ့နော်ဒီလှုပ်ရှားမှုတွေအားလုံးကတော့အခုချိန်ကြီးကိုသွားနေတဲ့အခါကျတော့အဲ့ဒီပုံမှာတော့စိုးရိမ်ကြောင်းတာဖြစ်စရာမလိုဘူးအဓိကဒီအခုဘင်္ဂလီကိစ္စဆိုတာကဦးဇင်းတို့ကအမျိုးသားရေးတရက်အနေနဲ့သွားရမယ်အမျိုးသားရေးတာဝန်နဲ့သွားရမယ်ကိစ္စဖြစ်နေတာပေါ့။ဘာကြောင့်လဲဆိုတော့ဒီဘင်္ဂလီတွေကနေပဲဦးဇင်းတို့နိုင်ငံကိုကျူးကျော်နေတာ။ကျူးကျော်လို့မျိုးပဲဦးဇင်းကတော့ပြောချင်တာ။ဘာကြောင့်လဲဒါအမှန်တမ်းအရေးကြီးတဲ့ကိစ္စတစ်ခု။တနိုင်ငံကနေပြီးတော့တနိုင်ငံရဲ့ပြည်သူ့ရေးကိုဝင်ရောက်ဆက်ဖက်နေနိုင်ငံတကာကပဲအခုလက်ရှိပြောတာဒါ NGO ဖွဲ့စည်းတွေ UN ဖွဲ့စည်းမျိုးတွေသူတို့ကနေပြီးတော့ဒီဒေသမှာရှိတဲ့ရခိုင်လူမျိုးတွေကြတော့သူတို့ထောက်ကမှုမပေးဘဲနဲ့ဒီဘင်္ဂလားဒေ့ရှ်ကဝင်ရောက်လာခဲ့တဲ့လူမျိုးတွေကိုနှစ်ပေါင်းများစွာထောက်ပံ့ပေးခဲ့တာ။ဦးဇင်းတို့အေရှင်လူမျိုးတွေကဘာမှမပြောဘူး။ဒါကိုအေရှင်လူမျိုးတွေပေါ်မှာသူတို့ကနေပြီးတော့ဆက်လက်ပြီးတော့ရန်စနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဦးဇင်းတို့အနေနဲ့ဒါကိုလက်မခံနိုင်တာ။ရှင်းပြပြီးတော့မိတ်ဆွေတို့ကဘယ်လိုလဲဂျပန်လောက်ပြီးတော့ဒီစားတဲ့ဒီစားတို့ကဒီ NGO တောက်ဆက်တဲ့ဖွဲ့ဒီ funding စားနေတယ် funding ပေါ်မှာဒီကထားပြီးနေတယ် NGO တောက်ဆက်တဲ့ရှိတယ်။ one of them က Open Society Foundation နဲ့ပေါင်းဒီမှာလည်းဒီလူမှုရေးနဲ့ပတ်သက်လူမှုရေးဥပဒေကိုပြင်ဆင်ဖို့အတွက်ဒီရိုဟင်ဂျာလို့ခေါ်တဲ့ဘင်္ဂလားဒေ့ရှ်လူမျိုးတွေမြန်မာနိုင်ငံနိုင်ငံသားတွေနဲ့ပြေဖို့အတွက်ဒီလိုတောင်းဆိုတာရှိတယ်။အဲ့ဒါပတ်သက်ပြီးစဉ်းစားလို့များတောင်းတရှိတယ်။အဓိကပေါ့နော်အိပြဒနာတော့ရင်းနှီးပြောရင်တော့ဗျာဒါဦးဇင်းတို့နိုင်ငံရဲ့ဥပဒေကိုလာပြီးတော့မရောက်ဆော့ခတာဒီအဖွဲ့အစည်းတွေနဲ့တကယ်လို့လားအဲ့ဒီကျူးကျော်နေတဲ့ဘင်္ဂလီတွေကိုသူတို့ကနေတော့လေးစားမြင်လို့ရတယ်ဆိုရင်သူတို့နိုင်ငံကိုခေါ်လိုက်ပါသူတို့အစိုးရကိုတိုက်တွန်းပါလို့ကျွန်တော်နံပါတ်1ပြောချင်တယ်။ဒါဥပဒေတိုင်းနိုင်ငံတိုင်းမှာကိုယ့်ရဲ့အမျိုးသားရေးဥပဒေဆိုတာရှိပြီးသားလေဒီနိုင်ငံမှာမျိုးတို့ကြည့်လေဒီလက်ရှိ UK နိုင်ငံမှာဦးဇင်းတို့ဗမာပြည်ငယ်တွေဒီမှာဥပဒေပြည်ငယ်တွေဖြစ်နေစီနိုင်ငံသားဖြစ်ပေါ်စောင့်တန်းကြတယ်။နောက်ဒါနိုင်ငံတကာမှာဖြစ်နေတဲ့ situation ကိုယ့်နိုင်ငံရဲ့ဥပဒေကကိုယ့်ရဲ့အမျိုးသားရေးနဲ့သက်ဆိုင်တာပဲ။ဒါကြောင့်မလို့သူတို့ရဲ့ NGO ဖွဲ့စည်းတွေပေါ့နော်တကယ်ဒါသူတို့ကနေပြီးတော့ဦးဇင်းတို့မြန်မာနိုင်ငံအစိုးရကိုတိုက်တွန်းနေမယ်အစားသူတို့နိုင်ငံရဲ့အစိုးရတွေကိုဦးဇင်းတိုက်တွန်းပါလို့ပဲပြောချင်တယ်။ဒါအပြင်ပေါ့နော်အခုဆိုရင်88ကျောင်းသားကောင်းဆောင်လေးဒီတစ်ခါကြည့်နေဒုက္ခတဲ့စကန်တွေမှာတွားကြည့်တဲ့အခါမှာအဲ့ဒါစကန်ပေါ်ဝါလို့နော်ဒီခိုင်ဒုက္ခရောက်နေတဲ့ရခိုင်ပြည်သူပြည်သားတွေကနော် don't want UN don't want NGO ဆိုပြီးတော့နော်သူတို့ရဲ့ဆန္ဒတွေကိုထုတ်ပေါ်ပြောတာရှိတယ်။ဒါညီမအနေနဲ့နော်အဲ့ဒီရခိုင်တိုင်းသားတွေရဲ့ထုတ်ပေါ်ပြောကြားချက်တွေကိုအရှင်ပြရှိရမွားကြပြီးပြီပေါ့နော်အဲ့ဒီ NGO တွေကဒီ
ဒီဘောဒီဘင်္ဂါလီရိုဟင်ဂျာတွေအပေါ်မှာပဲเนาะဒါဖြစ်ဆက်ဆက်เนาะအခုကြီးပြီးခဲ့เนาะတိုင်းသားတွေဟိုရခိုင်တိုင်းသားတွေပေါ်မှာဘာမှเนาะအခုကြီးလည်းပြီးခဲ့တာရှိအခုပေါ့เนาะရခိုင်တိုင်းသားဒုက္ခရောက်နေရခိုင်တိုင်းသားတွေကဒီလိုပေါ့เนาะဒုက္ခတဲ့စကန်ပေါ်သွားတယ်မှာသူတို့ရဲ့ဆန္ဒအမှန်နဲ့ပေါ်ပြလာတဲ့ဟာကเนาะပေါ်ပြတဲ့လားပေါ်ပြတဲ့လားဆိုရင်ဒီမှာအနေနဲ့လူသုံးတယ်ပေါ်ပြတဲ့လို့ပြောအခုပေါ့နော်ရခိုင်ပြည်နယ်မှာဖြစ်ပြနေတယ်ပေါ့နော်ဒီရပ်ဖက်မှုတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟို NGO ရနေပြီးတော့ဒီရခိုင်ပေါ့နော်တိုင်းသားဗုဒ္ဓဘာသာရေးပေါ့အခုဒီပေးဖို့သူတို့ဒီ NGO မှာပါဝင်တဲ့ဝန်ထမ်းတွေကလက်ရှိပေါ့အစ္စံဘာသာကိုယ်ပဲလူတွေဖြစ်တယ်အဲတော့သူတို့ရဲ့တော့ဘင်္ဂါလီရိုဟင်ဂျာတွေကိုပဲသူတို့ကနေပြီးတော့ပေးနေတာကိုတွေ့တယ်အဲ့အတွက်ကိုဒီ NGO တွေကိုယ်တိုင်ကလူမျိုးရေးခွဲခြားတဲ့ပုံစံဖြစ်နေတယ်ဆိုတာညီမအနေနဲ့မှန်မှန်ထင်လားမဟုတ်ဘူးလို့ထင်လားအခုသူတို့လုံးနေတဲ့ပုံစံကလူမျိုးခွဲခြားတာလေအဲ့ဒါကိုကျွန်တော်လုံးဝလက်မခံနိုင်ဘူးဒီ NGO တွေကကဆလူမျိုးခွဲခြားရဲဆိုတာကလုံးဝမဖြစ်တဲ့ကိစ္စလေဒါကနှစ်ပေါင်းများစွာမှာကလေးကဒီ NGO တွေကဒီဘင်္ဂလားဒေ့ရှ်ကလာတဲ့ဒီဘင်္ဂါလီတွေကိုပဲထောက်ပံ့နေတာကျွန်တော်တို့လူမျိုးတွေရခိုင်ပြည်နယ်ကိုလုံးဝတော့စံမှုပေးခဲ့ရဆိုတာမရှိခဲ့ဘူးအဲ့ဒီကလူမျိုးခွဲခြားတာကျွန်တော်တို့ဒါကိုလုံးဝကန့်ကွက်ဒီလိုညီမဆိုတဲ့ဒီ NGO ရဲ့လောက်ချက်ကိုကန့်ကွက်တယ်ကန့်ကွက်ပါတယ်ခုကျွန်တော်ဒီမယုဒီကိုပေါ့နော်မေးပြင်တာပေါ့နော်ဒီပေါ့နော်ပြပမှာနော်အချိန်ရပေါ့နော် opposite group ဟိုထောက်ကူပြတာမီဒီယာရောဗမာမီဒီယာအုပ်စုကနေပြီးတော့ဒီဘင်္ဂါလီရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘင်္ဂါလီဘက်ကနေပြီးတော့နော်လိုက်ပြီးတော့ဝါဒဖြန့်နေတာကိုတွေ့တယ်အဲ့ဒီအပေါ်မှာပေါ့နော်ဒီကညီမအနေနဲ့ဒီဘုံဘုံကိုဗာများဝေထားခြင်းနဲ့ရေးခြင်းနဲ့ကျွန်တော်အနေနဲ့မြန်မာမီဒီယာများအနေနဲ့အမှန်ကန်ကန်သတင်းထုတ်ပြန်ဖို့အတွက်ပြောလို့ချင်ပါတယ်ဘုံဘုံအနေနဲ့မြန်မာမီဒီယာတွေကိုဘယ်လိုမျိုးညှိနှိုင်းချင်ပါလဲမြန်မာမီဒီယာရှင်အဓိကဝင်တော့ကိုယ်အနေနဲ့ဒီပြပမှာရှိနေတဲ့မြန်မာမီဒီယာမျိုးသားရေး discourse ဖြစ်ပါစေတဲ့ဒီစကားကိုလည်းတိုက်သွားတယ်။ဘာကြောင့်လဲဆိုရင်ဒါဟာဒီခဏခဏပြောနေတယ်လို့ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ကုသလုပ်နိုင်ငံကိုကျူးကျော်နေတဲ့ကိစ္စ။အဲ့ဒီကိစ္စကိုသိပါသေးရဲ့မျိုးသားတစ်စပေါက်လောက်ပြီးတော့အခုလိုမျိုးမီဒီယာတွေကနေပြီးတော့ချက်ချင်းလုံးရေးနေတဲ့ကိစ္စကိုရက်တန်းမှရက်ပြီးတော့ကိုယ့်ရဲ့အမျိုးသားရေးလမ်းကြောင်းပေါ်မှာမှန်မှန်ကန်ကန်နဲ့ရှောက်လန်းနေဆိုရင်အမှန်ကန်တော့ဒီပမီဒီယာတွေနဲ့ဒီလိုကရေစီအင်အားတွေနဲ့မှာတခါစတာဖြစ်သွားအများကြီးဖြစ်လာပါတယ်။တကယ်လို့ဒီလိုပဲဆက်ပြီးတော့သူတို့အနေနဲ့သွားနေမယ်ဆိုရင်ဦးဇင်းတို့ဘက်ကလည်းဒါဒီမီဒီယာကိုမီဒီယာရဲ့နဲ့ပြန်လို့ကန့်ကွက်ပါ။ဘာကြောင့်ဒီလိုပြောရလဲဆိုရင်ဒါဦးဇင်းတို့ရဲ့အခုလက်ရှိဖြစ်နေတဲ့ကိစ္စကလူမျိုးရေးပြဿနာမဟုတ်ဘာသာရေးပြဿနာပေါ့ကျူးကျော်နေတဲ့ကိစ္စအဲ့ဒါကိုကောင်းကောင်းခွဲခြားနားလည်ဖို့လိုတယ်လို့ဒီပမီဒီယာတွေဦးဇင်းတွေထူးတိုက်တော့ကြတယ်ဘုံပြတော့ပြပမှာပေါ့မဒီစင်ပြချသားတွေနဲ့ပတ်သက်ပြီးတော့ဒီ funding ကိစ္စကိုထူးထူးဖြစ်ဒီရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီးတော့အခုရခိုင်ပြည်နယ်မှာမဖြစ်ခင်မှာဟိုပြပမှာဆိုရင်ပေါ့နော်ဒါတွေကဒီရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီးတော့နော်ဒီ funding အတွက်ကိုfunding ရဖို့အတွက်ကိုအသေးစံပေါ့နော်ဝါရပြလှုပ်ဆောင်နေတာဘုမှန်ကိုအရင်ကဖြစ်နေအဲ့ဒီအပေါ်မှာဖုံးဖုံးနေတဲ့ဒီလိုအကျင့်ပြက်ခြားစားနေတဲ့ပေါ့နော်ဗမာဆိုလည်းဗမာအဖွဲ့အစည်းပေါ့နော်မျိုးသားတစ်စပေါက်ပေါ့နော်အဲ့လိုအဖွဲ့အစည်းတွေနဲ့အဲ့ဒီပုံကိုယ်တွေဘုံနေနဲ့ဘလို့ဝိုက်ကြားနေတယ်ဒီကတော့ဗျာဒီလိုအဖွဲ့အစည်းမျိုးတွေကဦးစင်းတို့ရဲ့မြန်မာပြည်ရဲ့အနာဂတ်မှာမရှိတဲ့အဖွဲ့အစည်းတွေပါ။ဘာကြောင့်လဲဆိုတော့ဒီအခုလက်ရှိသူတို့လုပ်နေအောင်ဦးစင်းတို့လည်းထိုက်တော့ကြားသိပါ။နောက်ဦးစင်းကိုယ်တိုင်လည်းပဲဒီရထက်မှာသွားပြီးတော့ဒီ UK ရောင်တော့မှာဘောင်းမကံမင်းနဲ့သွားပြီးတော့တွေ့ပြီးတော့ဦးစင်းတို့ကိုမိတာရက်ခံနေတယ်။အခုလက်ရှိရခိုင်ပြည်မှာဖြစ်နေတဲ့ပြဿနာကလူမျိုးရေးဘာသာရေးအခြေပြောင်းမဟုတ်ဘူး။နိုင်ငံဒီဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ဦးစင်းတို့နိုင်ငံကိုကျူးကျော်နေတဲ့ဒီဘေးကလေးတွေရဲ့ရန်ကိုဦးဇင်းတို့ရခိုင်လူမျိုးတွေကနေကာကွယ်နေအခုဆိုရင်ဦးဇင်းတို့ရခိုင်လူမျိုးတွေလူပေါင်း80ကျော်လောက်ပြေဆုံးနေရပြီ။ဒါကြောင့်မလို့မင်းတို့အခုဒီဟို UK မှာရှိနေတဲ့လူတယောက်ကနေပြီးတော့ဒါ UK ရဲ့ဒီလွတ်တော်တွေမှာတွားရောက်ပြီးတော့ပေါ့နော်ဒါရိုဟင်ဂျာတွေဒီဘင်္ဂလီတွေပေါ့လူပေါင်း600ကျော်ပြေဆုံးနေလေသူကနေပြီးတော့တွားပြီးတော့လွတ်တော်မှာတမိုင်းမားတွေကိုပေးနေတယ်။အဲ့ဒီကိစ္စတွေကိုနိုင်ငံတကာတွေကလည်းပဲတုံးတက်ဖို့လိုတယ်။ဦးဇင်းအဲ့မှာဒီဒေါက်တာချူရီယာလော်ဝစ်ပေါ့လေဒီသူကတော့ဥရောပကောင်စီမှာအဖွဲ့ဝင်တရားပေါ့။အဲ့ဒီပုံကိုလည်းဦးဇင်းဒီ Westminster Hall မှာတွားပြီးတော့တွေ့ပြီးတော့ဦးဇင်းသူ့ကိုပြောခဲ့တယ်။မင်းတို့နိုင်ငံကငါတို့အနေနဲ့လေးစားတာဒါဥပဒေတော်မှာမင်းတို့နိုင်ငံကနေတော့ရေးစွမ်းကြမလို့ပဲအုပ်ချုပ်ခဲ့တယ်ပေါ့။တမိုင်းမှာအထင်ကြီးနာမည်ကြီးတဲ့နိုင်ငံကနေပြီးတော့ပေါ့နော်။ဒီလိုငါတို့နိုင်ငံရဲ့ဒီလက်ရှိဖြစ်နေတဲ့
ဒီရိုဟင်ဂျာနဲ့ဘင်္ဂလီနဲ့ရိုဟင်ဂျာဆိုတဲ့ပြဿနာမှာဒီရခိုင်လူမျိုးတွေရဲ့ပြဿနာကိုအဓိကအဲ့ဒီပေါ်မှာဒီလိုတွေကောင်းနားလည်ဖို့ဒီငါတို့ဒေသခံတိုင်းရင်းသားတွေမေးမြန်းဖို့လိုအပ်နေတယ်လို့ဒီစိနဲ့သူတို့ချန်ပြခဲ့တာရှိတယ်။နောက်ဒီဘာမှကံရင်းကလှုပ်ရှားနေကြတဲ့လူတွေနဲ့ဦးလည်းတွေ့ရခါကျတော့အဓိကတိုက်တွန်းခဲ့တယ်။မြန်မာပြည်ရဲ့အကြောင်းကိုကောင်းကောင်းလေ့လာပြီးမြန်မာပြည်ရဲ့အနာဂတ်ကိုနိုင်ငံရေးလုပ်မယ်ဆိုရင်မြန်မာပြည်ရဲ့အနာဂတ်ကိုကောင်းကောင်းလေ့လာပါလို့အခုလိုပေါ့နော်ဒီပြည်ပမှာရှိနေတဲ့မီဒီယာတွေအပါဝင်ကဒီရိုဟင်ဂျာဆိုတော့တင်းနေတဲ့ကိစ္စမျိုးတွေဒါတွေဦးစင်းတို့လည်းလုံးဝလက်မခံနိုင်ဘူး။လက်မခံနိုင်တဲ့အကြောင်းရင်းလည်းပဲကျူးကျော်လာတဲ့အတွက်ကြောင့်လည်းလက်မခံနိုင်ဘူး။အခုလက်ရှိပေါ့နော်ဒါဒီကုလသမဂ္ဂ UN ကိုယ်တိုင်ရနေပြီးတော့ဒီဘင်္ဂလားဒေ့ရှ်ကဝင်ရောက်လာခဲ့တဲ့လူမျိုးတွေနဲ့ပတ်သက်ပြီးပြောနေပြောတယ်ပေါ့နော်ဒါမြန်မာပြည်ကအင်ဒီမီဆိုပြီးပြောတာအဲ့ဒီပုံမှာဦးစင်းတို့အနေနဲ့လုံးဝလက်မခံနိုင်ဘူးဒီကိစ္စ။ဘာကြောင့်လက်မခံနိုင်လဲဆိုတော့ဒါဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ကျူးကျော်ဝင်ရောက်နေတဲ့လူမျိုးတွေဖြစ်တဲ့အတွက်ကြောင့်ဦးစင်းတို့အနေနဲ့ပြည်တွင်းဒုက္ခတွေမဟုတ်တဲ့အတွက်ကြောင့်လက်မခံနိုင်တာဖြစ်တယ် မြန်မာပြည်